အမျိုးသမီးတရားအနေနဲ့တလတစ်ခါတော့ခန္ဓာကိုယ်ရောစိတ်ပိုင်းဆိုင်ရာရောတော်တော်ပြင်းနဲ့အချိန်တစ်ချိန်ရှိပါတယ်အဲ့ဒါကတော့လားစင်လာတိုင်းအမျိုးသမီးတိုင်းလို့ကြုံတွေ့နေရတဲ့အချိန်တစ်ခုကတော့ယာဒီလာချိန်ဖြစ်ပါတယ်အဲ့လိုအချိန်မှာဝမ်းပိုက်ကြိုက်ခဲတာတွေခါနာတယ်ခေါင်းကိုက်တာစိတ်မကြည်လင်မှုဒီလိုအရာတွေဟာကိုအားနည်းနေလို့မဟုတ်ပါဘူးအမျိုးသမီးခန္ဓာကိုယ်ရဲ့တဘာဝဖြစ်စဉ်တစ်ခုပါဒီလိုဝေဒနာလေးအကြောင်းပဲနေ့စဉ်လုပ်ငန်းမှာစူးစူးဆိုင်ဆိုင်မရှိနိုင်တာတွေစိတ်မကြည်လင်နာကြောင့်မဖြစ်တဲ့အရာလေးဖြစ်သွားတာလေးဒါတချို့မျိုးသမီးလေးဆိုဒီအရာလေးပြတ်ကြပါတယ်။ဒါကြောင့်မလို့ဒီဝေဒနာလေးတွေကိုရှော့ချနိုင်တဲ့နေထိုင်မှုအလေးအထားအချက်လေးတွေကိုတခြားလေး share လုပ်ပေးသွားမှာဖြစ်ပါတယ်။ရာသီလာနေချိန်မှာနာကျင်ကိုက်ခတ်မှုမရှိရအောင်ဒါမှမဟုတ်ရှော့ချနိုင်အောင်လို့အမျိုးသမီးတွေပြုမှုနေထိုင်တဲ့အချက်၈ချက်နဲ့တခြားလေး share လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့မင်္ဂလာပါညီမကအလှပါကျမ်းမာရေးနဲ့ဘဝအောင်မြင်ပျော်ရွှင်တဲ့အကြောင်းအရာလေးတွေကိုအမြဲ share လုပ်ပေးနေတဲ့ပူပူပါမျိုးသမီးတော်တော်များများကတော့ရာသီလာနေချိန်မှာနာကျင်ကြိုက်ခဲတာတွေခါနာတာတွေစိတ်မကြည်တာတွေဒါတော်တော်များများအမျိုးသမီးလေးဖြစ်ကြပါတယ်ဒါပေမဲ့အမျိုးသမီးအားလုံးလို့တော့မဆိုလိုပါဘူးအခုလိုမျိုးပဲဒီလိုဝေဒနာတွေကိုခံစားရတဲ့မျိုးသမီးတော်တော်များများရှိကြပါတယ်ကိုယ်တိုင်နဲ့အခုဒီဗီဒီယိုမှာပြောသွားမယ့်အချက်ကလေးတွေနဲ့တခြားလေးနေထိုင်နေပြုမှုတွေဂင်းဆိုင်လိုက်တယ်ဆိုတော့လုတ်ပြက်ရလာအောင်ဒီနာကျင်ကြိုက်ခဲရလေးမရှိတော့ဘူးเนาะရောကျသွားတယ်အဲ့အတွက်ဒီဗီဒီယိုလေးမှာကိုယ်တိုင်လည်းဒီလိုမျိုးပြုမှုနေထိုင်နေတဲ့အတွက်ဒီအကြောင်းအရာလေးတွေကိုအချက်၈ချက်နဲ့တခြားလေး share လုပ်ပေးသွားပါမယ်ရှင်နံပါတ်1ခန္ဓာကိုယ်ကိုနှွေးထွေးအောင်ထားပါရာသီလာနေတဲ့အချိန်မှာခန္ဓာကိုယ်ကနှွေးထွေးမှုကိုရမ်းလိုအပ်ပါတယ်ဒီလိုအချိန်မှာကိုယ့်ကိုယ်ကိုဘယ်လို view ဆိုင်လို့ရလဲဆိုရင်လိုဝမ်းပိုက်မှာအပူအိတ်လေးတွေကိုတင်ထားပေးတာမျိုးရေချိုးတဲ့အခါမှာရေအေးနဲ့မချိုးဘဲနဲ့ခက်နွေးနွေးလေးနဲ့ချိုးပေးပါခါးနဲ့ပိုက်ကိုလုံခြုံအောင်ဝတ်ပါအပူပေးခြင်းကချက်သားတွေကိုပြောသွားစေပြီးတော့ကြိုက်ခဲမှုကိုတက်တာစေသလိုနှွေးထွေးမှုကကိုယ့်ကိုယ်အေးချမ်းစေပြီးတော့တဘဝအတိုင်းကြိုက်ခဲမှုတွေကိုရှော့ချပေးပါတယ်နံပါတ်2အစားအသောက်ကိုတတိထားရွေးချယ်ပါအစားအသောက်ကရာသီလာနေချိန်မှာထပ်စားရတဲ့ဝေဒနာအပေါ်မှာအရန်တက်ရောက်နေပါတယ်ရာသီလာနေချိန်မှာကိုယ်ခန္ဓာပုံမအားနွဲလေတာဖြစ်တဲ့အတွက်ရှောင်တဲ့အစားအစာတွေကကော်ဖီအလွန်ဆက်တဲ့အစားအစာအချိုများသောအစားအစာနဲ့အဆီများတဲ့အကြော်အလော်တွေကိုရှောင်သင့်ပါတယ်ဒီအစားအစာတွေကနာကျင်ကြိုက်ခဲမှုကိုပိုအားပေးနေတဲ့အတွက်ပိုဆိုးစေပါတယ်စားတဲ့အစားအစာတွေကအသီးအနှံအစိမ်းအောင်ဟင်းသီးဟင်းရွက်ငါးကြက်ဥနဲ့ရင်းနှွေးချမ်းခန့်နှွေးလေးတောက်ပေးဖို့လိုပါတယ်၃လှုပ်ရှားမှုအနည်းငယ်လုပ်ပါနာလို့ဆိုပြီးတော့အိပ်ပဲအိတ်နေရင်တော့သွေးလက်ပတ်မှုမကောင်းတော့ပဲနာကျင်ကြိုက်ခဲမှုကိုပို့ပြီးတော့ဆိုးစေပါတယ်လှုပ်ရှားမှုအကောင်းဆုံးအချိန်ကတော့လမ်းလျှောက်ခြင်းတစ်နေ့ကို15မိနစ်20ပဲဖြစ်ဖြစ်ပေါ့ပေါ့ပါပါ strategy လုပ်လို့ရတယ်လို့အသက်အရှူအပြန်အလှန်လေးစင်ကန်းလေးလည်းလုပ်လို့ရပါတယ်ဒီလိုလှုပ်ရှားမှုတွေကသွေးလက်ပတ်မှုကိုကောင်းစေပြီးတော့နာကျင်မှုကိုတဘာဝအတိုင်းလျှော့ချပေးပါတယ်နံပါတ်4လုံလောက်စွာအနားယူပါအေးမွာခြင်းကရာသီလာနေချိန်မှာဟော်မုန်းမညီမျှမှုကိုဖြစ်စေပြီးတော့ရာသီလာနေချိန်မှာနာကျင်ကြိုက်ခဲတဲ့ဝေဒနာကိုပို့ပြီးတော့ဖြစ်စေပါတယ်ဒါကြောင့်မလို့အေးကိုလုံလောက်အောင်အိပ်ပါစိတ်ဖိစီးမှုမဖြစ်အောင်လို့ဖုံးသုံးတဲ့အချိန်ကိုလျှော့ပါစိတ်ကိုအေးချမ်းအောင်ထားပါအနားယူပါစိတ်ဖိစီးမှုနဲလေနာကျင်ရတဲ့ဝေဒနာရောနေလေပါတယ်နံပါတ်5စိတ်ပိုင်းဆိုင်ရာကိုလည်း view ဆိုင်ပါရာသီလာနေတဲ့အချိန်မှာစိတ်မကြည်တာစိတ်တူတာဝမ်းနွေးလွယ်တဲ့အရာတွေကဒါဖြစ်တတ်ပါတယ်ဒီလိုအရာလေးတွေကဟော်မုန်းကြောင့်ဖြစ်ရတာပါကိုပြစ်မတင်ပါနဲ့ခံစားရတဲ့ဝေဒနာတွေကိုလက်ခံပါစိတ်ပင်ပန်းနေရင်အနားယူပါကိုယ်စိတ်အေးချမ်းလာတယ်ဆိုရင်ခန္ဓာကိုယ်နာကျင်မှုတွေလည်းရောနေလာမှာပါ6အပူရေများများတောက်ပေးပါကိုယ်ခန္ဓာအတွင်းမှာရေဓာတ်မလုံလောက်ဘူးဆိုရင်အနာကျင်ကိုက်ခဲမှုကပိုပြီးတော့ဖြစ်စေပါတယ်ရင်းနှွေးချမ်းတောက်ထားရင်းနှီးဖြူတောက်ထားလေးပဲဖြစ်ကော်ဖီတော့တောက်လို့မရအောင်เนาะဂျင်းပြုတ်ရည်လေးလည်းတောက်ပြလို့ရပါတယ်ဒီလိုအပူရေတွေကကိုယ်ခန္ဓာအတွင်းပိုင်းကနေစပြီးတော့တက်တာစေရပါနံပါတ်9ခန္ဓာကိုယ်ဖိအားမပေးတဲ့ဝတ်စားတွေဝတ်ပါရာသီလာနေတဲ့အချိန်မှာခါကျက်ထားဝမ်းပိုင်ကျက်တဲ့ဝတ်စားလေးဝတ်ထားလေးတွေကနာကျင်မှုပို့ပြီးတော့ဆိုးစေပါတယ်ကိုတက်တောင့်တတာဖြစ်စေမဲ့အဝတ်စားနုညံ့ပြီးတော့လွတ်လပ်စေတဲ့ဝတ်စုံမျိုးပဲဖြစ်လွတ်လပ်ပေါ်ပါတဲ့ဆိုရင်ကိုခန္ဓာကိုတက်တောင့်တတာနဲ့နေရာထိုင်ရအဆင်ပြေလွတ်လပ်ပေါ်ပါတဲ့ဆိုရင်စိတ်ကလေးလည်းလွတ်လပ်ပေါ်ပါပြီးတော့တက်တာလာစေမှာပါဘက်ရှင်နာကျင်မှုပြင်းထန်လွန်းနေဆိုရင်ဆရာဝန်နဲ့တွေ့ပါဒါကတချို့ဆို3ရက်ရှိရင်5ရက်ရှိကြတယ်ပေါ့နော်တော်တော်များများမျိုးသမီးတွေက3ရက်ပဲလာတာများတယ်ပေါ့3ရက်လုံးမှာအမြဲတမ်းမူးဝေနေတာတွေးစစ်မှုတွေကအမြဲတမ်းများနေတာ3ရက်လုံးများနေတာပဲဖြစ်အမြဲတမ်းမူးဝေနေတာပဲဖြစ်
အလုံးမလုံးနိုင်လောက်အောင်ကြိုက်ခဲမှုတွေဖြစ်နေတယ်ဆိုရင်တော့ဒီရာသီလာတဲ့အချိန်တိုင်းတဘဝလို့တော့ဒါထင်လို့မရတော့ပါဘူး။ဒီလိုမျိုးအရင်ကြီးဆွဆွဝါးဖြစ်နေတဲ့ဆရာဝန်နဲ့တခြားစစ်ဆေးပြီးတော့ဒါဆိုရင်တော့ဆွေးနွေးတိုင်ပင်တင်ပါတယ်။မျိုးသမီးတယောက်အနေနဲ့ရာသီလာချိန်မှာဒုက္ခတစ်ခုလုံးမမြင်မဲနဲ့ကိုပိုဂယူးဆိုင်ရမယ်ပိုချစ်ရမယ်အချိန်တစ်ခုလို့သဘောထားရပါမယ်။ဒါကြောင့်မလို့ဒီဗီဒီယိုလေးထဲမှာပြောသွားတဲ့အချက်၈ချက်လုံးကိုတစ်ချက်ချင်းစီလိုက်နာသွားမယ်ဆိုရင်တော့ရာသီလာနေချိန်မှာနာကျင်ကြိုက်ခဲတဲ့ဝေဒနာကိုတော်တော်လေးတတသွားစေနိုင်မှာဖြစ်ပါတယ်။ဒီချက်ကလေးတွေကိုတခြားလေးပြုတ်လုသွားပြီးတော့ဒီလိုမျိုးအချိန်ဒီမှာကိုပို့ပြီးတော့ view site လိုက်မယ်နေ့စဉ်လာတိုင်းပြုတ်လုသွားမယ်ဆိုရင်တော့နာကျင်ကြိုက်ခဲမှုဝေဒနာတွေကမရှိတော့ဘဲနဲ့ပုတ်ပပနဲ့နေ့ရက်တိုင်အောင်ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်နော်။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့တဦးတရာချင်းစိန်တိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်အနေနဲ့ဘယ်လိုဗီဒီယိုအကြောင်းအရာလေးတွေကိုတင်သွားမလဲဆိုတာသိရအောင်လို့ပို YouTube channel လေးကိုလည်း subscribe လုပ်တော့အကြံပြုချင်ပါတယ်။ကျမပျော်ရွှင်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။အားလုံးဘိုင်ဘိုင်ပါ။